IMEI နဲ့ register လုပ်ထားတဲ့ဖုန်းတွေဒီကျွန်တော်တို့ပြန်ရောင်းလို့မရတော့ဘူးလားတစ်သက်လုံးမဲ့ငါတို့ကဒီဟာကြီးကိုကန်ရတော့မှာလားအစိုးရကငါတို့ကဒီခွန်ဆောင်ပြီးတဲ့အချိန်မှာဒီဖုန်းကိုတစ်သက်လုံးကန်ရမှာလားကြိုက်မကြိုက်ကန်ရမှာလားဆိုတဲ့အမေကုန်းတွေပေါ်မှာပေါ့နော်ကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်တို့ကဖုန်းကို register လုပ်တာတစ်သက်လုံးကန်ဖို့တော့မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီဖုန်းတစ်လုံးကိုကျွန်တော်တို့ဒီကိုဝယ်လိုက်ပြီဆိုတော့အခွန်ဆောင်လိုက်တာဗျအခွန်ဆောင်ပြီးသားဖြစ်တဲ့အတွက်ဒီဖုန်းကိုကျွန်တော်တို့ကမကြိုက်ရင်မကြိုက်တဲ့အချိန်မှာကြိုက်တဲ့ဖုန်းနဲ့လဲလို့ရတယ်လဲတဲ့ဖုန်းမှာလည်းကျွန်တော်တို့အဲ့လိုပဲအခွန်ဆောင်ပြီးသားဖုန်းစကန်ရှင်းဆိုလို့ရှိရင်တဲ့လေအဲ့လိုမျိုးလဲလို့ရတယ်ထပ်ပြီးခွန်ဆောင်နေရမလို့တော့ဘူးပေါ့နော်ဖုန်းတစ်လုံးကချိန်မဲဆောင်ရတာဟုတ်အဲ့တော့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဟုတ်ပြီဖုန်းအသစ်ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တစ်ခါထပ်ပြီးတော့ဒီအသစ်မှာအခွန်ထပ်ပြီးတော့ဆောင်ရမယ်အသစ်ဆောင်ပြီးတော့လဲရမယ်ပေါ့နော်အဲ့တော့ကိုအရင်ဆောင်ထားတဲ့အခွန်ကတော့ဒါတော့ဆုံးပေါ့โอเคအဲ့တော့ကျွန်တော်တို့ကမကြိုက်ဘူးဆိုမကြိုက်တဲ့အချိန်မှာဖုန်းကိုလဲလို့ရတယ်ရောင်းဝယ်လုပ်လို့ရတယ်လဲထပ်တွေအကုန်လုပ်လို့ရတယ်သားစင်မီးဆက်လက်ဆင့်ကမ်းပြီးကိုင်းရင်ဆိုလို့ရှိရင်တော့ကိုင်းလို့ရပါတယ်ဒါကတချို့ကကျတော့ငါတို့ကဒီဖုန်းတစ်လုံးကိုပဲဆွေးနေအောင်ကိုင်းရမှာလားဆိုပြီးတော့တွေးကြတယ်မေးကြတယ်ပေါ့နော်အဲ့ဒီအတွေးခေါ်ကြီးကလုံးဝမှားပါတယ်ကျွန်တော်တို့ဒီအခွန်ဆောင်ပြီးဝယ်တာရိုးရိုးရှင်းရှင်းလေးပဲတွေးလိုက်ကျွန်တော်တို့ဒီပစ္စည်းတစ်ခုကိုအခွန်ဆောင်တယ်ကိုဝယ်တဲ့ထိုက်တဲ့ကြေးကိုခွန်ဆောင်တယ်ကိုမကြိုက်တဲ့ချိန်မှာပြန်ရောက်မယ်အဲ့ဒီအတွက်လည်းပါသွားပြီးသွားပေါ့နော်ဒါကျွန်တော်တို့ကားတွေဘာတွေခွန်ဆောင်ပြီးဝယ်တယ်လို့ပဲဒါအတူတူပဲလုံယုံလုံနည်းတွေက